ကန်ကောင်းမှုကြောင့်အတိတ်ကောင်းမှုကြောင့်လူဖြစ်လာပြန်တော့လေတတိဘဝကိုရောက်ရွှေလင်းမန်းနဲ့အချင်းစီမင်းသွေးပမာရွှေရောင်တောင်းပညာသင်လဲမပူရမြေတပန်းလာသူတရားကရုဏာမျက်ဝန်းများနဲ့ဝိုင်းဝန်းစား